ပိုးတိုင်းရင်းသားတွေဟာဘယ်သူတွေလဲသူတို့ဘယ်ကဆင်းသက်လာတာလဲသူတို့ရဲ့အမြင့်အစတွေဟာရှေးဟောင်းနိုင်ငံတော်တွေအစုလိုက်အပြုံလိုက်ရွှေ့ပြောင်းအခြေချမှုတွေနဲ့ဒန္တာရီလာနဂါမိခင်စီကနေဆင်းသက်လာတာဖြစ်နိုင်မလားပိုးတိုင်းရင်းသားတွေဟာမြန်မာနိုင်ငံရှမ်းကုန်းမြင့်ဒေသမှာအဓိကနေထိုင်ကြတဲ့မျိုးနွယ်စုကြီးတစ်ခုဖြစ်တယ်လို့မွန်ပြည်နယ်နဲ့တခြားဒေသတွေမှာလည်းပြန့်နှံ့နေထိုင်ကြပါတယ်။ဒါပေမဲ့သူတို့ရဲ့မူလအစဟာနက်နက်ချိုင်းချိုင်းဆွေးနွေးမှုနှဲပါတာဒါမှမဟုတ်မာယွင်းစွာနားလေတာမျိုးတွေရှိတတ်ပါတယ်။သူတို့ရဲ့သမိုင်းကြောင်းဟာဒီနေ့ခေတ်သူတို့ရဲ့ဝိသေသတွေကိုပုံဖော်ပေးခဲ့တဲ့သမိုင်းဝင်ရွှေ့ပြောင်းအခြေချမှုတွေနဲ့ခိုင်မာတဲ့ယဉ်ကျေးမှုဒန္တာရီတွေပေါင်းဆက်နေတာပဲဖြစ်ပါတယ်။သမိုင်းနဲ့မနုဿဗေဒဆိုင်ရာသူတေသနတွေအရပိုးလူမျိုးတွေကိုရှမ်းပြည်နယ်တောင်ပိုင်းတောင်တန်းဒေသတွေမှာသူတို့ရဲ့ကိုယ်ပိုင်ယဉ်ကျေးမှုတွေကိုတည်ဆောက်ခဲ့ကြတဲ့ကုန်းမြင့်လူမျိုးစုအဖြစ်ဖော်ပြကြပါတယ်။ပိုးလူမျိုးတွေရဲ့ယုံကြည်ချက်အရသူတို့ရဲ့ဘိုးဘွားတွေဟာအောက်မြန်မာပြည်တထုံတူဝနဘူမြင့်ရွှေရောင်မြေကနေဆင်းသက်လာတာဖြစ်ပါတယ်။ခရစ်တက္ကရာ1059ခုနှစ်မှာပကံပြည့်ချင်းအနော်ရထာမင်းကတထုံကိုအောင်နိုင်ပြီးနောက်အဓိကကျတဲ့သမိုင်းဖြစ်ရတဲ့ခုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီချိန်မှာပိုးလူမျိုးအများပြားဟာမြောက်ဘက်စီကိုတိမ်းရှောင်ခဲ့ကြပြီးသူတို့အခြေချမဲ့ရှမ်းကုန်းမြင့်ဒေသအခြေစိုက်စခန်းတစ်တွေမှာကောင်းချီးမင်္ဂလာအဖြစ်အသုံးပြုဖို့တထုံကမြေကြီးနဲ့ရေတွေကိုတဲဆောင်သွားခဲ့ကြပါတယ်။သူတို့ရဲ့အမြင့်အစဟာ BC 1000ဝန်းကျင်ဒါမှမဟုတ်အဲ့ဒီထက်စောတဲ့တိဘက်ဗမာအနွယ်ဝင်တွေစီကနေတထုံဒေသမှာအစောဆုံးအခြေချခဲ့တာလည်းဖြစ်နိုင်ပါတယ်။ရာစုနှစ်တွေတခြားသူတို့ဟာရှမ်းပြည်နယ်တောင်ပိုင်းအထူးသဖြင့်တောင်ကြီးပင်လောင်ဟော်ပုံးကယားပြည်နယ်မွန်ပြည်နယ်ပဲခူးတိုင်းနဲ့ကရင်ပြည်နယ်နယ်စပ်ဒေသတွေမှာပြန့်နှံ့သွားခဲ့ကြပါတယ်။ဒီချွေပြောင်းမှုကြောင့်လေလာမှုအများစုမှာအတိမတ်ပြုထားတဲ့အဓိကအုပ်စုကြီးနှစ်ခုကွဲပြားသွားခဲ့ပါတယ်။လွင်ပြင်ပိုးမွန်ပြည်နယ်တထုံဝန်းကျင်လွင်ပြင်ဒေသတွေမှာဆက်လက်နေထိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။သူတို့ဟာမွန်နဲ့ဗမာယဉ်ကျေးမှုတွေနဲ့ပုံမရောနှောသွားပေမဲ့သူတို့ရဲ့အဓိကအစဉ်လာတွေကိုတော့ဆက်လက်ထိန်းသိမ်းထားကြပါတယ်။တောင်တန်းပိုးရှမ်းကုန်းမြင့်တောင်တန်းဒေသတွေမှာအခြေချခဲ့သူတွေဖြစ်ပါတယ်။သူတို့ဟာမြင့်မားတဲ့တောင်ပေါ်ဒေသနေထိုင်မှုပုံစံတောင်ယာစိုက်ပျိုးရေးတို့နဲ့အသားကျနေပြီးနှက်မောင်တဲ့အဝတ်အစားတွေနဲ့အယောင်သွေးစုံတဲ့ခေါင်းပေါင်းတွေလိုထူးခြားတဲ့ယဉ်ကျေးမှုသင်္ကေတတွေကိုပိုမိုခိုင်ခိုင်မာမာထိန်းသိမ်းထားကြပါတယ်။ဒီအုပ်စုနှစ်စုစလုံးဟာတူညီတဲ့ဘာသာစကားအမြင့်အစအချင်းချင်းနားလည်နိုင်တဲ့လေယူလေသိမ်းများရိုးရာဓလေ့နဲ့ဝိသေသတွေကိုမျှဝေပိုင်ဆိုင်ထားကြပေမဲ့ပတ်ဝန်းကျင်ကွဲပြားမှုအပေါ်လိုက်လျောညီထွေနေထိုင်လာတာကိုတွေ့ရပါတယ်။အချို့သောသတင်းအရင်းမြစ်တွေရမျိုးနွယ်စုခွဲ24ခုအထိရှိတယ်လို့ဆိုကြပေမဲ့လွင်ပြင်နဲ့တောင်တန်းခွဲခြားမှုကတော့သူတို့ရဲ့ပြန့်နှံ့ပုံကိုနားလည်ဖို့အသုံးအများဆုံးနဲ့လက်တွေ့အကျဆုံးနီလန်းဖြစ်ပါတယ်။ရှမ်းကုန်းမြင့်ရဲ့ပထဝီဝင်အနေအထားနဲ့လွင်ပြင်ဒေသတို့ရဲ့ကွာခြားချက်ဟာပိုးယဉ်ကျေးမှုအပေါ်များစွာတက်ရောက်မှုရှိပါတယ်။
တောင်ပေါ်အလုတ်လုတ်ရာမှာတင့်တော်တဲ့ဝတ်စုံတွေတောင်ဆောင်စိုက်ပျိုးရေးနဲ့ခိုင်မာတဲ့ကြေးရွာအစုအဖွဲ့ပူးပေါင်းဆောင်ရွက်မှုတွေကတက်တည်ပါပဲဒီချွေပြောင်းမှုတမိုင်းကြောင်းဟာသူတို့ရဲ့ကြမ်းကြမ်းခံနိုင်စွမ်းကိုမိမောင်းထိုးပြနေပါတယ်ကျူးကျော်မှုကနေထွက်ပြေးခဲ့ရပေမဲ့သူတို့ဟာပဆက်ရာဇဝင်တွေဒန္တာရီတွေနဲ့မြေကြီးပေါ်နက်ချိုင်းတဲ့တန်ရောစင်တွေကိုထိန်တိန်ရင်လူအဖွဲ့အစည်းတွေကိုပြန်လဲတီဆောက်ခဲ့ကြပါတယ်။နဂါမင်းသမီးနဲ့ဝိဆာတို့ကနေစင်သက်လာတယ်ဆိုတဲ့ဒန္တာရီဟာလဲသူတို့ရဲ့အစွမ်းတက်တိနဲ့မူလအစကိုခိုင်မာစေခဲ့ပါတယ်။ဒါကြောင့်လဲခေါင်းပေါင်းကိုနဂါခေါင်းအဖြစ်၎င်းအထက်ထက်ဝတ်ဆင်ထားတဲ့အဝတ်စားတွေကိုနဂါကြေးခွန်အဖြစ်၎င်းတင်ကေတပြုဝတ်ဆင်ကြတာဖြစ်ပါတယ်။ပိုးလူမျိုးတွေရဲ့မူလအစကိုနားလည်ခြင်းအဖြစ်သူတို့ရဲ့ရိုးရာဓလေ့တွေဟာမြေယာလူမှုအတိုင်းဝိုင်းနဲ့မျှဝေထားတဲ့အမတ်တညာတွေအပေါ်ဘာကြောင့်ခိုင်ခိုင်မာမာအခြေခံနေရတယ်လဲဆိုတာကိုရှင်းပြပေးနိုင်ပါတယ်။လွင်ပြင်မှာပဲဖြစ်ဖြစ်တောင်တန်းမှာပဲဖြစ်ဖြစ်ပိုးတို့ရဲ့ဝိသေသအနှစ်သာရဟာရွှေ့ပြောင်းမှုလိုက်လျောညီထွေမှုနဲ့ယဉ်ကျေးမှုဆက်လက်တည်တံ့မှုတွေအပေါ်မှာအမြင့်တွယ်နေပြီးရာစုနှစ်ပေါင်းများစွာပြောင်းလဲမှုတွေကြားမှာဘယ်လိုရှင်သန်ကြီးထွားလာခဲ့တယ်လဲဆိုတာကိုပြသနေပါတယ်။ပိုးလူမျိုးတို့ရဲ့သမိုင်းကြောင်းဟာရွှေ့ပြောင်းအခြေချမှုတက်တက်တင်မဟုတ်ပါဘူး။ဒါဟာတောင်တန်းတွေပူးပေါင်းဆောင်ရွက်မှုတွေရှေးဟောင်းဒန္တာရီတွေနဲ့ဘိုးဘွားပိုင်မြေအပေါ်မပြိုကွဲနိုင်တဲ့တန်ရောစင်တွေကပုံဖော်ပေးခဲ့တဲ့ယဉ်ကျေးမှုသမိုင်းကြောင်းပဲဖြစ်ပါတယ်။တထုံပြည်ပြက်သုံးချိန်ကနေဒီနေ့ခေတ်ကုန်းမြင့်ဒေသတွေအထိပိုးလူမျိုးတွေဟာသူတို့ရဲ့မူလအစကိုဂုံယူမှုကြမ်းကြမ်းခိုင်နိုင်စွမ်းကိုအတူရှေ့သို့ဆက်လက်တည်ဆောင်နေကြဆဲဖြစ်ပါတယ်။